လိမ္မာကျရတန်ခါမိအာနာတိပြောကြပြပါဗျာဤနေရာရှိတာလျောင်းဘုရားကြောင့်ကျော်မှာဆောင်းဆောက်ကြသောဆောင်းဆောင်းဘုရားကြီးနေတကွာသောဤကြောင့်ကျော်မှာဆောင်းဆောက်ရတနာကပြုစီကြသောပုဂ္ဂိုလ်အပေါင်းတို့အတင်းတို့နေတကွာသောဤရှိတာလျောင်းတောင်ကျော်၌ရှိနေသောကျောက်ပြတ်တာဟုခေါ်ဆိုအပ်သောကျောက်တုံးတော်ကြီးမှာဤတည်ရတော်၎င်းဤရှိရတော်၎င်းသာသနာပြုနေကြသောပုဂ္ဂိုလ်အပေါင်းတို့အတင်းတို့အားအရှင်တို့အားတည်ကြည်အပ်ပါသည်ဤပါစီမြင်ပါစီကြားပါစီဤချင်းမြင်ချင်းကြားခြင်းနဲ့တကွာ၎င်းကျောက်ပြတ်တာဟုခေါ်ဆိုအပ်သောကျောက်တုံးတော်ကြီးသည်ခொနည်းသားသမီးနှင့်တကွာအသက်အိုးအိမ်စည်းစိမ်အားအနေရရှိပါသောကြောင့်ထေရှားခြင်းရှင်းလင်းခြင်းများကိုပြုလုပ်မည်ဖြစ်ပါသောကြောင့်၎င်းဤအားဌာနမှနေပြီးသက်ဆိုင်ရာအာဏာပိုင်ပုဂ္ဂိုလ်များပါသော၎င်းတရားမိတ်တရားအမိန်တန်ခါတော်ရှင်သူမြတ်တို့၏မေတ္တာအမိန်အာဏာတော်ကြောင့်တော်၎င်းဤရာကြောက်တဲ့တာနှင့်တကွာသောကြောက်တုံးတော်ကြီးမှာမိတိခြင်းတည်ရှိခြင်းမရှိကြတော့ပဲဤနေရာဤဌာနပြီးအပ်သောထားအပ်သောကြီးတဲ့နန်းတဲ့ပုံတော်တဲ့တွင်၌ကြွရောက်၍ကြောခံကြပြီးဤနေရာ၌သာနေဆိုင်ကြပြီးလျင်ယခုချိန်မှစ၍သံဃာတော်အရှင်သူမြတ်တို့၏မေတ္တာတော်အားခံယူပြီးဤနေရာဤဌာနမှာလည်းသာကြီးတဲ့နန်းတဲ့ကြီးနန်းဆိုးဆန်ကြပြီးလျင်ဤရွှေသာလျောင်းဘုရားနှင့်တကွာသော၎င်းကြောက်ဖြစ်တာဘုရားနှင့်ကရဝဝေါကြီးကျောက်တုံးတော်ကြီးနှင့်တကွာသောဆက်ဆက်ခြင်းမပြုကြတော့ပဲဤကြီးမြေနန်းတဲ့သို့ကြွရောက်ကြပါကောင်းသောကြွရောက်ကြပါကောင်းသောကြွရောက်ကြပါကောင်းသောဤကြီးမြေနန်းတဲ့တွင်ကြွရောက်ပြီးဤရွှေသာလျောင်းဘုရားနှင့်တကွာဤရွှေသာလျောင်းတောင်ကျော်ဤသာသနာအားပြုကြပါကောင်းသော၎င်းကြောင့်တဲ့တာကြောင့်တော်ကြီးအားဖေရှားသောအခါရှင်းလင်းသောအခါတွင်၎င်းပြုလုပ်နေသောလုပ်ငန်းကိုင်ကအစဉ်အဆက်ပြုလုပ်နေသည့်အချိန်ကာလအတွင်းသော၎င်းခဏရသားသမီးတို့အားသွေးထွက်တန်ရုပ်ဖြစ်ခြင်းမရှိရလေအောင်အတန်အန္တရာယ်ပြုခြင်းမပြုရလေအောင်အတင်တို့၏အနောက်အဆက်မရှိပါစေနှင့်အတင်တို့၏အနောက်အဆက်မရှိပါစေနှင့်အတင်တို့၏အနောက်အဆက်မရှိပါစေနှင့်အတင်တို့မှလည်းမနှောက်ယှက်ခြင်းအားလျော်သောခဏရသားသမီးနှင့်သာသနာအားချင်းမြတ်လို့ခြင်းအားလျော်သောထိခိုက်နှောက်ယှက်ခြင်းမပြုဘဲအထိခိုက်ကင်းကောင်းမွန်စွာဖြင့်ခဏရသားသမီးကိုကယ်တင်ခြင်းအားဖြင့်သာသနာမှုပြုကြပါရန်လည်းရိုသေစွာပန်ကြားအပ်ပါသည်ဣန္ဒိယဤဌာနထိမြေနန်းတဲ့၌သံဃာတော်အရှင်သူမြတ်တို့ဘုဒ္ဓအတော်မေတ္တာနှင့်တကွာဣန္ဒိယဤဌာနထိမြေနန်းတဲ့ပုံတော်တဲ့၌အသင်တို့သည်ကြွရောက်ပြီးဝမ်းမြောက်စွာဖြင့်ကောင်းမှုကုသိုလ်အစုစုအားသာဓုအနုမောဒနာခေါ်ဆိုနိုင်ရန်အတွက်ရိုသေစွာဖိတ်ဖိတ်မှန်တကားပြုပါသည်ဤရွှေသာလျောင်းတောင်ကျော်၌ဆောင်ရွက်ကြပုံသောပုဂ္ဂိုလ်အပေါင်းတို့နှင့်ကြောက်တဲ့တာဘုရားကြောက်တဲ့တာဇေဒီဤကြောက်လုံးတော်ကြီး၌ဆောင်ရွက်ကြပုံသောပုဂ္ဂိုလ်အပေါင်းတို့အားဤတရားဖြည့်ပြည့်တဲ့၌သံဃာတော်အရှင်သူမြတ်တို့ဘုဒ္ဓတော်မေတ္တာနှင့်တကွာအာရုံမောဒနာခေါ်ဆိုနိုင်ရန်ပြည့်ပါသည်ဘုရား